လူတိုင်းမှာမိဘတွေပေးထားတဲ့နာမည်တစ်ခုစီရှိကြပါတယ်။ဒါပေမဲ့တင့်နာမည်ရဲ့အစစလုံးကတင့်ရဲ့စရိုက်နဲ့ကံကြမ္မာအပေါ်မှာဘလောက်အထိလွှမ်းမိုးမှုရှိနေတယ်လဲဆိုတာသင်သိပါသလား။နာမည်ပညာအရအစစလုံးတွေဟာတင့်ရဲ့လျှို့ဝှက်ပါဝါတွေကိုဖော်ပြနေတာပါ။ဒီနေ့မှာတော့အသုံးများတဲ့နာမည်အစစလုံးတွေကိုအုပ်စုခွဲပြီးတင့်အကြောင်းကိုအသေးစိတ်ပြောပြပေးသွားမှာမို့တင့်နာမည်အလှည့်ရောက်တဲ့အထိအဆုံးထိနားထောင်ကြည့်လိုက်ပါဦးနော်။ပထမဆုံးအနေနဲ့နာမည်အစစလုံးမှာအမှာကခနဲ့အင်္ဂလိပ်အခရာပါတဲ့သူတွေအကြောင်းပြောပြပါရစေတင်တို့ဟာကိုချေထောက်ပေါ်ကိုရက်တီချင်းစိတ်အရန်ပြင်းထန်သူတွေပါတပားသူရဲ့အောက်မှာမနေခြင်းတလို့ခေါင်းဆောင်နိုင်စွမ်းလဲအပြည့်ရှိကြပါတယ်အချစ်ရေးမှာတော့နည်းနည်းတော့ဂျေဝင်တက်ပေမဲ့တကယ်ချစ်မိသွားပြီဆိုရင်တော့အသက်ပေးရဲလောက်အောင်တစ္ဆာရှိသူတွေပါငွေကြေးကန်အနေနဲ့ကတော့အသက်30ကျော်တာနဲ့ကိုပိုင်စည်းဝါးရေးမှာအောင်မြင်မှုအကြီးအကျယ်ရမယ့်သူတွေဖြစ်ပါတယ်ဆက်လက်ပြီးတော့စနဲ့အင်္ဂလိပ်အခရာနဲ့နာမည်စားတဲ့သူတွေအကြောင်းပါတင်တို့ကတော့စိတ်ရည်အရန်ကောင်းပြီးတနာတက်သူတွေပါသူတစ်ပါးကိုကူညီရတာဝါသနာပါသလိုအပေါင်းအသင်းလည်းအရန်ပေါ်ပါတယ်ဒါပေမဲ့တတိထားရမှာကတော့အာနာတက်လွန်းတာပါပဲအာနာတက်တဲ့စိတ်ကြောင့်ပဲတခါတလေကိုယ့်အတွက်နစ်နာမှုတွေရှိတတ်ပါတယ်။ကန်စာတာအနေနဲ့ကတော့ခရီးသွားလာရင်းနဲ့လက်ရတတ်တယ်လို့ပြည်ပနဲ့ဆက်သွယ်တဲ့အလုပ်မျိုးတွေမှာအောင်မြင်မှုရနိုင်တဲ့သူတွေဖြစ်ပါတယ်။နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အုပ်စုကတော့တတထဒါဒါနဲ့အင်္ဂလိပ်အခရာနဲ့နာမည်စားတဲ့သူတွေပါ။တင်တို့ဟာဉာဏ်ရည်ထက်မြက်ပြီးဖန်တီးနိုင်စွမ်းအရန်မြင့်မားသူတွေဖြစ်ပါတယ်။စကားပြောဆိုမှုမှာဆွဲဆောင်မှုရှိတယ်လို့လူအများရဲ့ယုံကြည်မှုကိုလည်းလွယ်လွယ်ကူကူရရှိတတ်ကြပါတယ်။အချစ်ရေးမှာတော့လူချစ်လူခင်ပေါ်များလို့ရွေးရခက်နေတတ်ပြီးနောက်ဆုံးမှာတော့ကိုယ့်ကိုနားလည်ပေးနိုင်ဆုံးသူနဲ့ပဲလက်တွဲရတတ်ပါတယ်။ငွေကြေးကန်ကတော့ရှာတလောက်ပြန်ထွက်နေတတ်ပေမဲ့ဘယ်တော့မှငွေမပြတ်တဲ့ကန်ထူးရှင်တွေပါပဲနောက်ဆုံးအနေနဲ့ဘာမနဲ့အင်္ဂလိပ်အခရာဗနဲ့နာမည်စားတဲ့သူတွေအပါအဝင်ကြံရှိနေတဲ့အခရာရှင်တွေအားလုံးကတော့လျှို့ဝှက်စမ်းကြဲတဲ့ဇယိုက်ရှိသူတွေပါတစ်ဖက်လူရဲ့စိတ်ကိုဖတ်နိုင်စွမ်းရှိတယ်လို့ဘဝမှာကြုံလာရတဲ့အခက်ခဲမှန်သမျှကိုဇွဲရှိကြော်ဖြတ်နိုင်တဲ့သူတွေဖြစ်ပါတယ်ကဲတင့်နာမည်ရဲ့အစစလုံးကဘာလဲဟင်ဆရာမပြောပြတဲ့အချက်တွေနဲ့ရောထပ်တူကြရဲ့လားတင့်နာမည်ရဲ့အစစလုံးကိုကွန်မန့်မှာရေးခဲ့ပါဦးဒီဗီဒီယိုလေးကနေတင့်တငယ်ချင်းတွေပါသူတို့ရဲ့လျှို့ဝှက်ပါဝါကိုတည်သွားအောင်မျှဝေပေးလိုက်ပါဦးနော်အားလုံးပဲကံကောင်းခြင်းတွေပိုင်ဆိုင်နိုင်ကြပါစေရှင်